ဟမ်မိတ်ချစ်သူများအားလုံးမင်္ဂလာပါရှင် SC ဟမ်မိတ်ကနေကြိုဆိုပါရစေဒီနေ့ဒီလိုပုံ3ထက်ကလစ်လေးကိုလုပ်ပြပေးသွားမှာပါလိုအပ်တဲ့ဖေးကတော့တလမဖေးဆိုင်လေးတွေပါဒီဒီဇိုင်းလေးကဇင်းနဲ့လုပ်ရင်တော့ပို့ပြီးတော့လာပါတယ်ပို့ပြီးတော့မှလည်းတောင်းတောင်းတင်နေဖြစ်တာပေါ့နော်အခုကဖေးခေါင်းလေးကိုပြပြီးမှာပါအရင်ဆုံးဒီ9လက်မဖေးကိုအခုပုံမှာပြထားတဲ့အတိုင်းလေးကိုခောက်ပါမယ်ခောက်တဲ့ခါကျရင်အပေါ်မှာဒီ 1.5 cm လောက်ကိုခြံထားပြီးမယ်ပေါ့နော်ခုပြထားသလိုလေးပါပြီးရင်တော့ခုန3လက်မခွဲဖဲဆိုင်လေးကိုအောက်ကနေထပ်ပြီးတော့မှကတ်လိုက်ပါမယ်အောက်ခြေလေးကိုညီအောင်ညှိပေးပါမယ်ဒါဆိုခောက်ထားတဲ့ဖေးလေးကဒီတိုင်းလေးဖြစ်နေပါမယ်ဒါဆိုရင်စပြီးတော့မှခောက်လို့ရပါပြီခောက်တဲ့ခါကျရင်သူကအစွန်းနှစ်ဖက်ပေါ့နော်နှစ်ဖက်ကိုမှဒီညာဘက်အစွန်းမှာအရင်ဆုံးစုပြီးတော့မှအခုလိုလေးခောက်မယ်ခောက်တဲ့ခါကျရင်ပြုတ်ထွက်မသွားအောင်လို့ဒီဖျားလေးကိုမိချစ်လေးနဲ့အနာသက်ပြီးမယ်ပြီးရင်ဒုတိယအလွှာကိုခောက်တဲ့ခါကျရင်အခုလိုမျိုးအပေါ်ကနေခောက်လို့မရပါဘူးเนาะအဲ့လိုခောက်လိုက်တယ်ဆိုရင်သူကပုံကမှားသွားမှာပါအခုပြထားသလိုအောက်ကနေအတွင်းထဲကနေပေါ့เนาะအတွင်းထဲကနေခောက်မယ်ခောက်ပြီးရင်ဒီရဲ့ညာဘက်ကခောက်သားလေးကို1 cm လောက်ခြံထားပြီးပါမယ်နေရာလေးပါအဲ့တော့ဒီခြံထားရဲဆိုတာကကိုအထက်လုတ်တဲ့ခါကျရင်ပေါ်မဲ့ပုံစံလေးပေါ့เนาะအဲ့ဒါကြောင့်မို့ဒီနားမှာ10 cm လေးခောက်မယ်ပြီးရင်သူ့လည်းပြုတ်ထွက်မသွားအောင်လို့မိချစ်လေးနဲ့အနာသက်လေးညှိပြီးတော့ထိမ့်ပြီးမယ်ဒါဆိုရင်နှစ်လွှာပြီးသွားပြီနောက်ထပ်အောက်ကတစ်လွှာကိုလည်းအဲ့လိုမျိုးလေးပဲထပ်ပြီးတော့မှခောက်မယ်သူ့ကိုလည်း10 cm လောက်ခြံပြီးတော့မှထားပြီးမယ်10 cm ခြံပြီးသွားရင်မိချစ်လေးနဲ့ပြန်ပြီးတော့အနာသက်လေးမပြုတ်အောင်ညှိပြီးမယ်ဒါဆိုရင်ခောက်တာလေးကပြီးသွားပြီပေါ့နော်ဒါဆိုရင်အဲ့ခောက်ယူအတိုင်းလေးကိုပဲအဲ့လေးနဲ့ချုပ်ပေးပါမယ်ခုဆိုရင်တော့ကလေးလေးရဲ့တစ်ချမ်းကိုချုပ်လို့ပြီးသွားပါပြီ။ကျန်တဲ့တစ်ချမ်းကိုလည်းဆက်ပြီးတော့မှခောက်ပါမယ်။ကျန်တဲ့တစ်ချက်ကိုခောက်တဲ့ခါကျရင်ခုနနဲ့ဆန့်ကျင်ဘက်အစွန်းပိုင်းကိုခောက်ပြရပါမယ်ခုနတစ်ခုကတော့ညာဘက်အစွန်းပိုင်းကိုခောက်ပြရပါတော့အခုဒုတိယတစ်ခုကိုကျတော့ဘယ်ဘက်ထိပ်စွန်းမှာစုပြီးတော့မှခောက်ပြပါမယ်ပထမတစ်ခုခောက်တဲ့အတိုင်းပဲတစ်ထက်ချင်းစီခောက်ပြီးတော့မှအလီနဲ့တွဲပြီးတော့ချုပ်ပြရပါမယ်ခုဆိုရင်တော့နှစ်ဖက်လုံးချုပ်လုပ်ပြီးသွားပါပြီပြီးရင်တော့နှစ်ခုကိုတွဲပြီးမှကောက်ကပ်ပေးပါမယ်ပြီးရင်တော့3မိတ်ကလစ်လေးကိုတသက်ရက်ဖြစ်အောင်လို့အရောင်တူငါးမှုစလေးနဲ့လိုက်ပြီးကပ်ပေးပါမယ်
လိုကလစ်ပေါ်မှာဖဲပွင့်လေးကက်ပြီးမှငါးမူးစာလေးနဲ့ကလစ်ရောဖဲရောတွဲပြီးတော့မှကက်ရင်ပို့ပြီးတော့မှကလစ်တရားခိုင်ပါတယ်နော်တော်ရုံတန်လည်းမပြုတ်တော့ပါဘူးငါးမူးစာလေးကပ်ပြီးသွားရင်တော့အပေါ်ကနေအလားကပ်ဖို့အတွက်ခုနကတလက်မဖေးနှစ်လက်မဖြတ်ထားတဲ့အစာလေးကိုပုံလေးဖော်ပါမယ်ပုံဖော်တဲ့ခါကျရင်အခုခောက်ထားသလိုမျိုးအစွန်းနှစ်ဖက်ကိုခောက်ပေးရပါမယ်ခောက်တဲ့ခါကျရင်သုံးထပ်ဖြစ်ရမှာပေါ့နော်အခုလိုမျိုးလေးပါပြီးရင်တော့မီချီလေးနဲ့အနာသက်ပြီးမယ်နောက်ကျန်တဲ့တစ်ဖက်ကိုလည်းအလိုမျိုးလေးပဲခောက်ပြီးတော့မှမီချစ်လေးနဲ့အနာသက်ပြီးမယ်မီချစ်နဲ့ကကြတော့ခဏတစ်ဖြုတ်ပဲခံတာပေါ့နော်တကယ်ကတ်တဲ့ခါကျရင်ကြတော့သူကကွာတက်တယ်ဒါကြောင့်မို့အဲဂျားလေးတွေကိုကော်လေးနဲ့တို့ပြီးတော့မှမပြုတ်အောင်လို့ထိန်းပြီးမယ်ဒါဆိုရင်တော့သူကတော်ရင်တော့မပြုတ်တော့ဘူးပေါ့နော်ကော်ထိန်းထားတဲ့အတွက်ကြောင့်မို့ပြီးရင်ဒါလေးကိုကလစ်မှာပြန်ပြီးတော့မှတွဲကပ်ပြီးမယ်ပုံမှန်ဆိုရင်တော့ဒီရဲ့နှစ်လက်မဖဲလေးကိုတစ်ခါတည်းတွဲပြီးတော့မှကတ်လိုက်ရင်တော့ပြီးသွားပြီပေါ့နော်အောက်ကနေငါးမူးတစ်ထက်ခံစရာမလိုဘူးပေါ့ဒါပေမဲ့ငါးမူးတစ်ထက်ခံလိုက်တာကြတော့ပို့ပြီးတော့မှကလစ်လေးကိုမြဲအောင်လို့ခိုင်အောင်လို့ပါနှစ်ထပ်ဆိုတော့ပို့ပြီးတော့မှကလစ်လေးကစိတ်ချတာပေါ့နော်ဟုတ်ဆိုရင်တော့ကလစ်လေးလည်းလှုပ်ပြီးသွားပါပြီအဲ့တော့အားလုံးလည်းလိုက်လို့ကြည့်လို့အဆင်ပြေမယ်လို့ထင်ပါတယ်ကြည့်ပြီးသိချင်တာလေးရှိရင်လည်း comment မှတ်ပြီးတော့မှမိခဲ့လို့ရပါတယ်ရှင်အဆင်ပြေတဲ့ချိန်ပြန်ပြီးတော့မှဖြည့်ပြီးသွားပါမယ်အားလုံးကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်